morning. So အခုကတော့ချောကခလေးတွေကိုကြောင်းပို့ပြီးတော့ပြန်လာတာပါကြောင်းပို့ပြီးပြန်လာတဲ့လမ်းမှာအရန်ကုန်မှာဒီနေ့က New Zealand is really peaceful one like a really beautiful sunny day so really beautiful so ဒါကြောင့်မလို့ချောက share ချင်ပါတယ် so ဒါပေမဲ့ဒီနေ့က high tide လေးဖြစ်တယ် it's really beautiful place I like to share so ဒီနေရာလေးကိုချောနဲ့ like ခဲ့ပါ it's really beautiful ပါကျောင်းကပြန်လာတဲ့လမ်းမှာဖြစ်ပါတယ် so today is a happy Friday is follow with me okayဒါကတော့ချောအိမ်သားဖြစ်ပါတယ်အရန်ပတ်ရပါတယ် so ဒီနားပတ်ဝန်းကျင်ကတော့ချောတို့နဲ့တူပါအမြဲတမ်းသွားလာလှုပ်ရှားနေတဲ့နေရာဖြစ်ပါတယ်ဟိုဘက်ကိုသွားမယ်ဆိုလို့ရှိရင်2 မိနစ်လောက်ဆိုလို့ရှိရင်ခလေးတွေအကြောင်းကိုရောက်ပြီးတော့ဒီဘက်ကိုဆင်းလာမယ်ဆို high tide ဆိုလို့ရှိရင်ဒီနေရာလေးကအရန်လှပါတယ်ချောနဲ့သားနဲ့ဆိုလို့ရှိရင်ဒီနားမှာသူ3နှစ်သား4နှစ်သားလောက်တုန်းကဆိုလို့ရှိရင်ရေစက်နဲ့လည်းနီးတဲ့အခါကျတော့အမြဲတမ်းသူ့ကိုငားများတာတို့ပြီးလို့ရှိရင်you know ငားများတာတို့ဒီနားမှာအမြဲတမ်းချိုးတို့သားနဲ့အတူတူအမြဲတမ်းလာဆော့နေတဲ့နေရာလေးဖြစ်ပါတယ်ဒီနေ့တော့သူကကြောင်းသွားနေတော့မလိုက်လာဖြစ်ဘူးပေါ့နော်ဆိုတခါလေးကြားလို့ရှိရင်ချိုးတို့ဒီနားမှာငားလာများတယ်ဒီရှေ့ရအိမ်တွေဆိုလို့ရှိရင်လည်းဈေးအရန်ကိုကြီးတယ်အိမ်တွေဖြစ်ပါတယ်ဒီအိမ်တွေဆိုလို့ရှိရင်1.2 million 1.5 million 1.8 million လောက်ရှိပါတယ်အစစပေါ့နော်ဒီမှာကwaterfront မှာနေတဲ့လူတွေဆိုလို့ရှိရင် how do I say waterfront မှာနေတဲ့လူတွေဆိုလို့ရှိရင် high tide ဆိုလို့ရှိရင် they really easy to go ရေ kayaking kayaking လောက်ကြတဲ့နေရာလေးဖြစ်ပါတယ်ချိုး content creator စလုပ်ခါစားတော့ဆိုလို့ရှိရင်ဒီနေရာမှာလာပြီးတော့တပုတ်နေပါတယ်ရိုက်တယ် autumn ဆိုလို့ရှိရင်လည်းဒီနေရာအရန်လာတယ် spring ဆိုလို့ရှိရင်လည်းအရန်လာတယ်ဒီကအရွက်တွေဝါလာပြီဆိုလို့ရှိရင်လည်းအရန်လာတဲ့နေရာဖြစ်ပါတယ် especially high tide ပေါ့နော် high tide ဆိုလို့ရှိရင်ဒီနေရာကအရန်ကိုမှလာတဲ့နေရာလေးဖြစ်ပါတယ်ချောနေတဲ့ suburb ရဲ့ really beautiful beautiful ဖြစ်တဲ့နေရာလေးဖြစ်ပါတယ်ပေါ့ so ဒီမှာဆိုလို့ရှိရင်အခုလက်ဆာမဒီရက်ပိုင်းကတပတ်လုံးရှိပြီလုံးဝ weather က is really good really beautiful sunny day every day hello good morning good thank you it's really beautiful isn't it are you going for kayaking Sorry? are you going for kayaking I've got a big fishing trawler oh so you're going trolling right on the strand, so I'm going to row, or I might use the outboard now. I'm 86, oh my god that should be really good and it's 6 miles round to my boat, that's good and then I can do some work and it's nice sunny day get to lunchtime, go in the cabin and have a little snooze. oh cool that will be good so Sorry? you still using your boat Oh yes, that's good eh I It's haven't fun. used it much this Yeah. year because I've had 2 eye operations. oh okay how is your eye Oh, they now oh are you and a doing the knee replacement. laser removing They put new lenses in and they did laser, yes so I don't need glasses anymore. So it's That's pretty good. wonderful that's pretty good what they can do these days. that's good so enjoy the sunshine beautiful day yes I'll go and get me sandwiches and me flowers. oh cool nice to meet you too so sunny day ဆိုလို့ရှိရင်ဒီရက်လူတွေကအရန်ကို enjoy ဖြစ်ကြပါ enjoy outdoor enjoy လုပ်ကြပါတယ် so ဒါကတော့ချောရဲ့ neighbor community မှာရှိရဲ့လူတွေဖြစ်ပါတယ် so it's really beautiful so he owns this house အမြဲတမ်းဂျေစင်ဒီလာလို့ရှိရင်သူ့ရဲ့ဒီလေလေးကိုဆော့တယ်သူ့ရဲ့လေကိုဆော့သူ့လေကိုကင်လို့တီးလို့ခါလေးကြလို့ရှိရင်အရန် grumpy ဖြစ်ပြီးတော့မလုံးနဲ့မကင်နဲ့ဆိုလာပြီးတော့ပြောတယ်ဒါပေမဲ့ သူအမြဲတမ်းသူသုံးနေမှကိုတော့မသိဘူးဒီလေလေးရဲ့ဒီနေရာလေးရဲ့အရန်ကိုမှ peaceful ဖြစ်ပါတယ်ပေါ့နော် so
ကြည့်လိုက်ပါအောင်ဆိုတော့ချောဒီညာလေးကိုတစ်ချက်လိုက်ကြပါနော်ဒီလောက်ပါပဲဗီဒီယိုကိုအရှိကြီးဆိုလို့ရှိရင်လည်းကြည့်ရတဲ့လူတွေကစိတ်မရှိဘူးဖြစ်တယ်ပြီးလို့ရှိရင်အေးစစ်စစ်ကြည့်နေတယ်ဆိုလို့ရှိရင်တော့ချောရဲ့ YouTube ကိုလာပြီးကြည့်ပါ social media မှာကတော့အရင် really quick catch up တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးနည်းနည်းရှည်တဲ့ content တွေဆိုလို့ရှိရင်ကြည့်ကြမှာအကြည့်ပဲပေါ့နော်တချို့ချောရဲ့ fan တွေဆိုလို့ရှိရင်အော်ချောရဲ့New Zealand ရဲ့outdoor တွေကဘယ်လိုနေလဲ New Zealand ရဲ့ချောနေတဲ့ပတ်ဝန်းကျင်ကဘယ်လိုနေလဲကြည့်ချင်တယ်ပြပါဆိုတော့ချောဒီဗီဒီယိုလေးတွေကိုespecially ချော share လို့ရှိရင်တာယာတဲ့နေ့တွေပဲ share ဖြစ်တယ်ပေါ့နော်ချောလဲ fee ကောင်းတယ်မှုလဲချောလဲ film လုပ်ဖို့မှုreally good မှုပေါ့နော်မှုအရင်ကောင်းနေတယ်ဆိုလို့ရှိရင်ချော share ဖြစ်ပါတယ်ခါလေးကြလို့ရှိရင်လဲ gloaming day လေးတွေကိုလည်းကိုဖြစ်တဲ့မှုလေးတွေပေါ်မှုတည်ပြီးတော့ချော share ပါအောင်မယ်ချောရဲ့ fan တွေကချောရဲ့New Zealand ရဲ့ outdoor ပတ်ဝန်းကျင်ကိုကြည့်ကျင်တယ်နေရာပတ်ဝန်းကျင်လေးတွေကိုပြပါဆိုလို့ပြီးတော့လဲ request လုပ်ကြတဲ့အတွက်ကြောင့်မလို့ချောဒီဗီဒီယိုလေးကိုလုပ်ပေးခြင်းဖြစ်ပါတယ် sunny day လည်းဖြစ်တယ်ဆိုတဲ့အခါကျတော့ချောလဲ share ရတာအရန်ကိုပါenjoy ဖြစ်တယ်ပေါ့နော်ဆိုချောလဲပျော်တယ်ချောရဲ့ follower တွေချောရဲ့ပရိသတ်တွေလည်းပျော်တယ်ဆိုတော့ချော share ရကြိုးတကယ်နှက်ပါတယ်ဆိုတော့ကဒါကတော့ချောနေတဲ့အိမ်နဲ့3မိနစ်2မိနစ်လမ်းလျှောက်မယ်ဆိုလို့ရှိရင်9မိနစ်လောက်ပဲဝေးတယ်9မိနစ်တော့မဟုတ်5မိနစ်လောက်ပဲအိမ်ကနေပြီးတော့ရှောက်လာရမယ်ပြီးတော့ဒီနေရာကိုရောက်ပါပြီပေါ့နော်ဆိုဒါကတော့ချော်ရဲ့မနက်ခင်းပါအခုက9နာရီ7နာရီနဲ့မိနစ်40ရှိပါပြီလာပြီးလို့ရှိရင်တော့အိမ်ပြန်ပါမယ်ဒီဗီဒီယိုလေးကိုအတစ်အမြန်လုပ်ပြီးတော့ချော်ဒီနေ့အတွက်တင်ပေးပါမယ်ဆိုညလေးကိုဒီညလေးကချောနေတဲ့နေရာ Welcome Bay suburb ဖြစ်ပါတယ်ဒီနေရာကအရင် Asian တဲ့နေရာလေးဖြစ်ပါတယ် so thank you so much for watching so ချောရဲ့ social media ချောရဲ့ YouTube channel ဒါတွေကို follow လုပ်ရသေးဆိုလို့ရှိရင်လည်း follow လုပ်ပေးပါ subscribe လုပ်ရသေးဆိုလို့ရှိရင်လည်း subscribe လုပ်ပေးဖို့ချော request လုပ်ပါတယ် so ကျေးဇူးအများကြီးတင်ပါတယ် bye bye